One Piece Live Action Season 2 အကြောင်းပွားကျွန်တော်တို့အခု Live Action Season 2ထွက်ပြီဆိုတော့ပထမဆုံး cast တွေအကြောင်းပြောမယ်ဗျာဒီ cast တွေထဲမှာ Luffy ရယ် Nami ရယ် Sanji ရယ်ကတော်တော်ကြီးကို improve ဖြစ်လာတယ်ဗျာ Season 1ထက်အများကြီးပိုကြည့်လို့ကောင်းတယ် Zoro ကမိုက်တယ်တအားမိုက်တယ်အဲ့မင်းသားဒါပေမဲ့ပဲပိနေသလားလို့ခံစားမိတယ်ပေါ့နော် Usopp ကတော့ထူးထူးခြားခြားဘာမှတိတ်feeling မရဘူးဒါပေမဲ့ရီကျင်တာက Usopp ပြုတ်ကိုမြင် I show speed မျက်နှာကြီးပေါ်လာတယ်ဗျာရုပ်စင်တယ်လို့ကျွန်တော်မျက်လုံးထဲမှာမြင်နေရပါတော့ Chopper ကိုသူတို့ဒီ CGI လောက်ထားလေးလဲတော်တော်ချစ်ဖို့ကောင်းတယ်ပြီးတော့ဒီဥစ္စာအကြောင်းကျွန်တော်တို့အဓိကပြောပြီးဆိုလို့ရှိရင်ဒီ live action season 2ကအရင် live action season 1နေနဲ့မတူတာသူကတော်တော်ကြီးကို spoiler တွေများလာပြီဗျာပြောချင်တာကျွန်တော်တို့အခုစာအုပ်ဖတ်နေတဲ့လူတွေစာအုပ်မှာထောင်ကနန်း chapter လောက်ရောက်မှသိတဲ့ info တချို့ပါအရှိကလေးကစားထည့်တယ်ဥပမာ for example Garp နဲ့ Roger နဲ့ပြောတဲ့ scene ထဲမှာဆိုလို့ရှိရင်ဗျာ God Valley incident အကြောင်းတွေထည့်ပြောသွားတယ်ပြီးသွားလို့ရှိရင် Roger ကသူ့စီမှာခလေးရှိတယ်ဆိုတာလည်းထည့်ပြောသွားတယ် now ဘာတိုလိုမျိုးကြီးကိုအစိုးရတောင်းမှာကလေးကကောက်ပြီးကောက်ထည့်လိုက်တာဗျာဆိုတော့ဒီမှာဘာတိုလိုမျိုးလည်းပါလာတယ်ပြီးတော့ Dragon ကိုလည်းကောက်ပြီးပြတယ်ဒီ season မှာ Dragon ပြရုံနဲ့ပြီးလားဆိုမပြီးသေးဘူးစာပိုကြီးပါထပ်ထည့်ထားသေးတယ်ဗျာပြီးတော့ okay now episode တွေရောက်ပြီဆိုလို့ရှိရင်လေ Giant တွေ fight နေတဲ့ scene မှာဆိုလို့ရှိရင် Nika တို့ကျန်တဲ့ Loki တို့အယုတ်တွေပါမြင်နေရတယ်ဗျာဥပမာကျွန်တော်တို့လိုနောက်ပိုင်း chapter တွေအထိဖတ်ထားပြီးသားလူတွေဆိုလို့ရှိရင် wow ပေါ့နော်Oda က live action မှာတော်တော်ကြီးကိုနောက်ပိုင်းဟာတွေဒီထည့်ထားတယ်ပြီးတော့နောက်ဘာတွေထူးခြားနေသေးလဲပြောလို့ရှိရင်ကျွန်တော်တို့ပြောရမှာလူတွေသတိမထားမိတဲ့အပိုင်းတွေပါတယ်ဗျာဘယ်အပိုင်းမျိုးတွေလဲဆိုလို့ရှိရင်ဒီမှာမျိုးထဲမှာရှိနေတဲ့အဆောက်အုံတွေမှာကျွန်တော်တို့အခုနောက်ဆုံး chapter တွေမှာမှပါတဲ့ဂန်ကိုရဲ့မိသားစုနာမည်တွေတို့ပြီး Figureland family ရဲ့နာမည်တွေတို့အဲ့လိုတွေပါလာတယ်ဗျာနောက်ပြီးတော့ကျွန်တော်တို့ဒီ Pedro ရဲ့ wanted poster တွေပါလာတယ်ဆိုတော့ live action season 2ဒီတော်တော်ကိုကောင်းတယ် masterpiece level လို့ကိုကျွန်တော်တို့ပြောလို့ရတယ်ဗျာရိုက်ထားတာတော်တော်ကောင်းတယ်ပြီးတော့ emotional ဖြစ်တဲ့အကြောင်းတွေအရင်ပါတယ် Sanji ကိုသူ့မာသားအကြောင်းပြောတဲ့ scene တွေလည်းပါတယ်ဒါတွေဆိုတာဟိုးနောက်ပိုင်းမှာကျွန်တော်တို့ Jama 66အကြောင်းပြောတော့မှသိရတာ Big Mom level လောက်ရောက်မှသိမှာတွေကိုအစိုးရကလေးကိုတော်တော်ကြီးကို spoil ပြီးပြောရတာဗျာဒီ live action season 2ကကျွန်တော်တို့အရင်တော့လိုမျိုးအဖြစ်ကြည့်လို့မရဘူးတေချာဂယုစိုက်ကြည့်ရတယ်ဘာလို့လဲဆိုသူ့ထဲမှာတင်တော်တော်ကြီးကိုကျွန်တော်တို့ chapter တို့One Piece manga တို့ anime တို့ဖတ်တဲ့လူတွေအတွက်ဟိုးနောက်မှာမှသိမဲ့ info တွေပါသူကထည့်ပြီးတခါလေးပြောသွားတာဆိုတော့အမှတ်ပေးရမယ်ဆိုလို့ရှိရင်တကယ်10မှတ်မှာ9မှတ်လောက်ပေးတယ်ဗျာတော်တော်ကိုကောင်းတဲ့ live action season မကြည့်ရသေးဘူးဆိုလို့ရှိရင် season 1လည်းကြည့်ပါ season 2ကိုလည်းတေချာအရသာခံပြီးကြည့်ပါတော်တော်ကြီးကောင်းပါတယ်အဲ့ဒါလေးပြောချင်လို့ဗီဒီယိုလေးတေချာလုပ်ပြီးတင်လိုက်ပါတယ်အားလုံးပဲဘိုင်ဘိုင်ပါ